အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကောင်းထပ်ပိုင်းမှာဒါကတော့ပေါ်တူဂီမှာဒါကျွန်တော်အမြဲတမ်းရိုက်ပြနေတဲ့ရိုနယ်ဒိုဒီမှာမွေးတာပေါ့နော်ဒီဘောလုံးသမားရိုနယ်ဒိုမွေးတဲ့နေရာသူ့ရဲ့မွေးတဲ့နေဟိုးမှာကျွန်းနေအရန်လာတယ်ဒါကျွန်တော်ဒီကကျွန်တော်အင်္ဂပြန်ကန်နီးဆိုတာပေါ်တူဂီကနောက်ဆုံးရိုက်ပြခြင်းနဲ့ဖြစ်တယ်ဟိုတောင်နေပေါ်မှာကျွန်တော်တို့တောင်နေတစ်ပင်မရှိဘူးဗျအဲ့လောက်နဲတယ်တောင်နေပေါ်မှာဒါပေမဲ့ဟိုးထိပ်ပိုင်းနေရတော့တော်တော်လှတယ်ဂျူအော့စစ်ဝေါ်တွေကလည်းပဲကျွန်တော်အများနဲ့ရိုက်ပြနေတော့ပဲဟိုးမှာအဲ့တိမ်ကဖုံးနေတဲ့နေရာတွေကအိမ်လေးတွေအတရားတွေကိုတော့တောင်တွေကိုကန့်လန့်ဖြတ်ဆောက်ထားတာလည်းတော်တော်မိုက်တယ်ဒီတရားတွေကိုတောင်နှလုံးကြားထဲမှာကျွန်တော်ဆွဲပြမယ်ဆိုတောင်တွေကိုဒီလိုတောင်တက်တောင်စင်းတွေကိုလမ်းတွေကိုဒီလိုမဖောက်ဘဲနဲ့တဲဖောက်တာလမ်းအောင်တောင်တက်တယ်ဒါရိုနယ်ဒိုဝေးတဲ့နေရာပေါ့နော်အဲ့နေရာကျွန်တော်အမြဲတမ်းရောက်တယ်တစ်ပတ်တစ်ခါရောက်တယ်ဒါပေမဲ့ဘလောက်ပဲလှတယ်ပြောကျွန်တော်တို့ကလေဒီယာကြီးကရိုးနေတယ်ဒါပေမဲ့တငယ်ချင်းတွေကိုမြင်စေခြင်းလို့ကျွန်တော်ရိုက်ပြခြင်းဖြစ်တယ်တငယ်ချင်းတွေကိုတချို့တွေမြင်ခြင်းနဲ့ဆိုလို့လည်းဘူးပြရအောင်ရိုက်ပြခြင်းဖြစ်တယ်ဟိုးတောင်ထိပ်မှာဒီကေဘယ်ကျိုးရှိတယ်ကေဘယ်ကျိုးကဘယ်အောင်ရောက်သွားကေဘယ်မတက်သေးဘူးအဲ့ကေဘယ်ကျိုးနဲ့တောင်ထိပ်ထိသွားလို့ရတယ်တော်လာနော်ဒီနေ့စိတ်ပြက်စရာစိတ်ရှုပ်စရာမြင်နေရတော့ကျွန်တော်ဗီဒီယိုလေးမြင်ရတော့စိတ်ချမ်းသာသွားရဲဆိုတဲ့စိတ်ချင်းနဲ့စိတ်လေးပါဘာမှတော့မဟုတ်ပါဘူးငယ်ရင်တော့အမောပြေသွားအောင်လို့ပင်လေရဲတောင်ရဲကုန်းရဲဒါကြီးကပင်လေကြီးရဲ့ဒါသူတို့ရဲ့အလံဒီပေါ်တူဂီအလံဆိုပေမဲ့လည်းသူ့မျိုးနယ်မှာသူ့ရဲ့ကျွန်းမှာသူ့အလံပေါ့နော်ဒါပေါ်တူဂီရဲ့အလံမဒဲတာရဲ့အလံကျွန်းနဲ့တောင်နဲ့ပင်လယ်နဲ့အလုံးဝဆက်ဟပ်နေတာငယ်ချင်းတို့မောပြပါစေလို့မိဘပြည်သူတွေကျွန်တော်ကောင်းနေရမိသားစုတွေမြန်မာပြည်ကလူတွေကဘာမှာရှိနေကျွန်တော်အားပေးနေမြန်မာအမေရိကရောက်နေတဲ့လူတွေရောဆွီဒင်ရောက်နေတဲ့လူတွေရောထိုင်းရောက်နေတဲ့လူတွေရောမလေးရောက်နိုင်ငံပေါင်းစုံရောက်နေတဲ့ငယ်ချင်းတွေကိုရီးယားအစဂျပန်အဆုံးအကုန်လုံးကျန်းမာချမ်းသာကြပါစေလို့လာရနော်ဒါပေမဲ့မြန်မာပြည်လောက်လာတာမတွေ့ဘူးဒီမျိုးလာတာကွာရှိတယ်အခုကွာကျွန်တော်မမြင်ဘူးလေလို့ကွာကြည့်လိုက်ရင်မျိုးကနေပြက်ကနေဆိုဟာလှလိုက်တာပြုတ်လိုက်တာတောင်ကြီးတွေနဲ့ဒါပေမဲ့တို့နိုင်ငံမှာကြိုက်တဲ့မျိုးကိုသွားကြိုက်တဲ့နေရာကိုသွားတမိုင်းဝင်စေးဒီဘထိုးသွားမလားဘာသာရေးနဲ့ပတ်သက်တဲ့နေရာသွားမလားဒါမှမဟုတ်လဲရှုခင်းနဲ့ပတ်သက်တဲ့နေရာသွားမလားတိမ်ပင်လေတို့ကျွန်တော်တို့ဒီကော့တောင်းတို့ထပ်ဒီရခိုင်ဘက်မှာဆိုလဲအဲ့ဒါမြောက်ဦးတို့အများအဲ့ပဲဗျအစုံပဲဟိုရှမ်းပြည်နယ်မှာဆိုလှမလားပင်တရားတို့ဘာလို့အင်းလေးတို့တို့နိုင်ငံလာဒီလိုမျိုးတင်မောကြီးတွေလာပြီးတော့လေကဘာလက်ခရီးသွားတွေတို့နိုင်ငံမှာလာခဲ့မယ်တိုင်းပြည်ငြိမ်းချမ်းသွားမယ်ဆိုရင်လေကျွန်တော်တို့နိုင်ငံတော်တော်လေးကိုမှတော်တော်ချမ်းသာမယ်ထင်မှာပါတယ်တကယ်travel and tour နဲ့ပဲတော်တော်ရလောက်မယ်သိလားဒီဘာမှကြောက်တူးစရာမလိုတွင်းထွက်ထုတ်စရာတော့မလိုပဲနဲ့ဒီလိုမျိုးသူတို့နိုင်ငံမှာဆိုဒီတင်မောကြီးကတ်မယ်ဆိုနိုင်ငံတော်ကပတ်စံတွေရမယ်အောက်ကိုဆင်းလာမယ်ပြည်သူဒီခရီးသည်တွေကဆင်းလာမယ်ဆိုရင်
ခီးတဲ့အရောက်ဒီမှာဆို3000ဝန်ထမ်းနဲ့ဆို4000ကျော်ပါတယ်ဒီလူတွေကတယောက်တစ်ချက်ပဲသုံးရင်တော့မှဗျာသဘောတစ်ခုလူရင်းနဲ့ပြောရင်တော့မှပတ်စံတွေအများကြီးဗျာဝင်ငွေရရပေါ့ဗျာတရက်ဒီမှာလိုင်းနဲ့ခြေပြီးတော့သူတို့ပတ်စံတွေရကြတယ်ဒီမှာရေတွေဝယ်မယ်စီတွေဝယ်မယ်မျိုးစုံကလိုချင်တဲ့ရက်တွေဝယ်မယ်မျိုးစုံဝယ်ရတဲ့အတွက်ကြောင့်နိုင်ငံကရတယ်ဒါအောင်ကိုတွေတစည်းတည်းမဟုတ်တင်မောတွေအများကြီးလာကတ်ကြတာဟိုဘက်ဒီမှာရောအရင်တော့ဆို New Year ဆိုဒီမှာတင်မော16စီးအောင်လာကတ်တာစဉ်းစားကြည့်လူပေါင်းသိန်းနဲ့ချီပြီးလာတာနည်းတော့မဟုတ်ခန့်နေဘလို့ရကြတယ်ဒီလိုမျိုးပေါ့တို့နိုင်ငံမှာလည်းလာမယ်ဆိုရင်အများကြီးအဲကျွန်တော်လည်းအများနဲ့စုတောင်းနေတာကျွန်တော်ဘာမှလိုချင်တယ်အိမ်လိုချင်တယ်ကားလိုချင်တယ်ကျွန်တော်ဘာမှမရှိပါဘူးဟိုဘာမှမစုတောင်းဘူးဒါပေမဲ့ကျွန်တော်စုတောင်းတာတခုကစုတောင်းလို့ပြည့်ခဲ့ရင်ပေါ့ဗျာမြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းပါစေလို့ကျွန်တော်စုတောင်းတယ်တို့နိုင်ငံအလူတွေစီးပွားရေးအမြန်ဆုံးတိုးတက်ပြီးတော့ခက်ခဲနေရည်အမြန်ဆုံးငြိမ်းချမ်းပါစေအမြန်ဆုံးခက်ခဲတွေပြေကြပါစေလို့ပဲကျွန်တော်တော့အမြဲတမ်းဆုတောင်းပြီးတယ်ကျွန်တော်ဘာမှတော့မလိုချင်ဘူးကျွန်တော်တို့ဘာမှမလိုဘူးကိုယ်နိုင်ငံကိုလူမျိုးပြီးပြကျွန်တော်ငငယ်ရဆိုပတ်စံရှိတဲ့လူကလမ်းတွေမှာထမင်းကျွေးတယ်မုတ်တွေကျွေးတယ်ဟိုပြောမှဆိုဘယ်လိုပြောရမလဲဒီစတုဒီတာတွေလောက်ကြတယ်ဗျာပြီးတော့ပင်းသကူတွေပြစ်ကြတယ်ပြီးတော့ကျွန်တော်ဟိုငငယ်ရအိမ်ဒီမှာတစ်ကက်လေးနဲ့လိုက်ထုတ်တာဟဲ့လားအဲ့ဒါလေးဆိုအရန်ပျော်ဖို့လည်းကောင်းတယ်အရန်ကြည်နူးဖို့လည်းကောင်းတယ်ကျွန်တော်သွားခဲ့တဲ့နိုင်ငံပေါင်းလေးကျွန်တော်ဆို40ကျော်ပြီဘယ်နိုင်ငံမှကိုယ့်နိုင်ငံတော့စေတနာမကောင်းကိုယ့်နိုင်ငံကဒီလိုမျိုး foreigner တွေလာရင်ထမင်းကျွေးခြင်းတဲ့လူနဲ့ဟိုခေါ်ပြီးတော့ဒါနိုင်ငံသားတွေတည်ပါတယ်အကောင့်ထဲကနိုင်ငံသားတွေဒါအတိဆုံးဘယ်နိုင်ငံမှအဲ့လိုမျိုးမလုပ်ကိုယ့်နိုင်ငံတစ်ခုပဲထမင်းမကျွေးရရင်တော့မစိတ်ဆိုးတယ်ကျွန်တော်နိုင်ငံအဲ့လိုဒီစေတနာကောင်းတာဒီအဲ့ဒါကိုနိုင်ငံသားတွေတော်တော်များများလည်းချီးကျူးထားတာတွေငွေရုပ်တွေ့မှာပါအဲ့လိုမျိုးပဲအဲ့လိုမျိုးစိတ်တက်လေးတွေနဲ့တို့နိုင်ငံကအမြန်ဆုံးချမ်းသာပါစေအမြန်ဆုံးဟိုဖြစ်ပါစေလို့ပဲကျွန်တော်တို့ဆုတောင်းပေးတယ်ကျွန်တော်လည်းမြန်မာပြည်သားဆိုတော့အမြန်ဆုံးငြိမ်းချမ်းစေခြင်းနဲ့ဗျအမြန်ဆုံးအဆင်ပြေရင်အကုန်လုံးပျော်စရာကြီးပဲသူတို့ဆိုသူတို့ဘဝကိုသူတို့တည်ဆောက်နေစနေပျော်စရာအဲ့လိုမျိုးဖြစ်ပါစေလို့ကျွန်တော်အများနဲ့ဆုတောင်းတယ်အားလုံးကျမ်းမာချမ်းသာကြပါစေစိတ်မကောင်းစရာပါဝိုင်းလည်းခွင့်လို့ကြပါအမှားပါဝိုင်းလည်းခွင့်လို့ကြပါလို့ကျွန်တော်ဆုတောင်းပါတယ်အဲကျွန်တော်ရဲ့ဖြစ်စေခြင်းနဲ့စေတနာလေးထည့်ပြီးတော့ပြောပေးတာပါပြောတာပါအရန်လာနော်